မြန်မာရင်မောင်းလိုင်စင်ကနေထိုင်းရင်မောင်းလိုင်စင်ကိုပြောင်းမယ်ဆိုရင်ဘာတွေလိုရလဲမိတ်ဆွေကထိုင်းမှာရေရှည်ဗီဇာတစ်ခုခုနဲ့နေထိုင်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျောင်းလာတက်နေတာပဲဖြစ်ဖြစ်တွားရလာရပုံမလဲကူမြန်ဆန်ပြီးကုန်ကြစီလဲပုံမတက်တာစီဖို့ထိုင်းရင်မောင်းလိုင်စင်ကတော့ရှိကိုရှိထားတင်ပါတယ်တကယ်လို့အတင်းကမြန်မာရင်မောင်းလိုင်စင်ကိုကန်ဆောင်ထားတယ်ဆိုရင်ထိုင်းရင်မောင်းလိုင်စင်ရရှိဖို့ကတင်တင်တော့မခက်ခဲပါဘူးဒါဆိုရင်ထိုင်းရင်မောင်းလိုင်စင်ပြောင်းဖို့ဘယ်လိုချက်လက်တွေလိုရလဲ passport မိတူနဲ့မူရင်ဗီဇာမိတူနဲ့မူရင်ရေရှည်ဗီဇာတစ်ခုဖြစ်ရင်ပိုဆင်ပြေပြီးဗီဇစ်ဗီဇာလည်းရပါတယ်။လိုင်စင်လုံဆောင်မဲ့နေ့ဗီဇာတက်တဲ့15ရက်ထက်ကျန်ရပါမယ်။ဆရာဝန်မရင်မောင်းနေရန်ကျန်းမာရေးကောင်းမွန်ကြောင်းကျန်းမာရေးထောက်ခံစာလိုင်စင်တက်တဲ့ကြန့်ရှိနေသေးတဲ့မြန်မာရင်မောင်းလိုင်စင်မူရင်းနဲ့မိတူရင်မောင်းလိုင်စင်အတွက်မြန်မာတန်ရုံးမှတရားဝင်ထောက်ခံမှုရယူထားရပါမယ်။ဒီချက်လက်တွေပြည့်စုံပြီဆိုရင်တော့ထိုင်းနိုင်ငံကုန်းလန်းပို့ဆောင်ရေးဌာနမှထိုင်းရင်မောင်းလိုင်စင်ကိုတွားရောက်လျှောက်ထားနိုင်ပါပြီ။ဒါကလေးမိတ်ဆွေကကိုယ်တိုင်လှုပ်ဆောင်မှုအချိန်မပေးနိုင်တာပဲဖြစ်ဖြစ်ကောင်းရှုံးမခံနေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ Travel Tour Guide မှာစိတ်ချယုံကြည်စွာလာရောက်အံ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတူပါပိုကောင်းတဲ့နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်